ကျွန်တော်ရောက်နေနေရလာလိမ့်မယ်ဟုတ်ရဲ့ဒီအပကောင်းပါလေခုမနေ့မိုးလေးပါပြီကျွန်တော်ခုနေရရွာပေါ့ကျွန်တော်ညရောက်တုန်းကဘေးတွေကတော်တော်မှောင်နေတော့ပေါင်းချင်းကိုလုံးဝမတွေ့ရပါဘူးခုမှတွေ့ရတော့တော်တော်လေးကိုလှပါတယ်ကျွန်တော်နေရခုရွာလေးပေါ့ကျွန်တော်ခုကျုံးနေအိမ်ဒီပတ်ဝန်းကျင်ကိုတစ်ချက်လိုက်ပြမယ်ဒီအပေါ်မှာကျွန်တော်အိမ်အနောက်ဘက်မှာဒါအခုမြင်နေရကျွန်တော်အိမ်အနောက်ဘက်မှာကဒီတောင်ကုန်းလေးရှိမယ်ရာသီကတော့တော်တော်အေးရပြဒီမှာညမိုးရွာလာတော့ဒီမှာကျွန်တော်နေအိမ်လေးပါဒီအပေါ်ချမ်းပေါ့ကျွန်တော်ငှားရတာဒီပေါ်ဒီအောက်ကတော့လူမရှိဘူးပြောတယ်ဒီအပေါ်တစ်ချမ်းနဲ့တင်ကိုလူအိမ်ကအကျယ်ကြီးပဲတော်တော်ကျယ်အိတ်ခမ်း3ခန်းပါမယ်လူ6ယောက်နေလို့ရမယ်ကချမ်းပါမယ်တွန်းလည်းပါမယ်တော်တော်လေးကိုတာရပါတယ်နေရာကျွန်တော်ညဖက်ဆိုရင်ဒီမှာမီးဘူးလေးရှိမယ်ကင်းကြီးပါလှုပ်ရှားလို့ရမယ်အဲ့မှာမြေကြီးပါဖိုးပြီးတော့အားတခုဒီမှာတခုဆိုတာ Wi-Fi line လုံးဝမရအောင်ဒီ connection အလုံးဝမရှိတော့ကျွန်တော်မင်းညကလေးရောက်တာ line ကတော့မသုံးရသေးဘူးဒီမှာ satellite ပဲပေါ်နေတယ်ဒီမှာကျွန်တော်ဒီအိမ်ရှင်ကတော့ Wi-Fi လာပြင်ပေးမယ်ပြောတယ်အိမ်မှာဒါတော့ကျွန်တော်ဒီအိမ်ရှင်အိမ်ပေါ့ရှိခုတွေ့နေရတာဒီမှာကျွန်တော်တခုသတိထားမိရမနေ့မိုးလင်းကလေးကလူတယောက်မှဆိုတယောက်မှမတွေ့သေးဘူးဒီအိမ်ရှင်ကလွဲပြီးတော့ကျွန်တော်ရေကြားတန်လေးကိုကြားရတယ်ဒီဟိုဘက်မှာဒီဘက်ကနေရေကြားတန်လေးကိုကြားရတယ်ချောင်းရှိရလားမသိဘူးကျွန်တော်အပြစ်အဲမှာဆရာကြီးအခုမှနိုးတော့သမင်းစားရေချိုးပါညာလုံးနေကျွန်တော်ခဏရရင်တော့ဒီနေရာလေးကိုဒီနောက်တော့ရှောက်သွားကြမှာဖြစ်ပါတယ်ရှားကျွန်တော်နေအိမ်ပေါ့ဒီမှာအိမ်တွေကတော့တိတ်အများကြီးမရှိဘူးကျွန်တော်ဟိုနေရဲ့အိမ်နေရဲ့ဖက်မှာအိမ်နဲ့အိမ်ရယ်ဒီဖက်ကအိမ်လေးတွေရယ်ပြီးတော့ဒီအိမ်လေးရယ်ပဲရှိမယ်ဟိုဘက်မှာတော့ရှိသေးတယ်ဟိုဘက်မှာကျွန်တော်ကြော်လာပါအဲ့လိုကောင်းလားကွယ်ကောင်းပါရှယ်ငါတေးရတော့အိမ်မတော်မလားလုံးလေးပြတယ်အိမ်ပဲအိမ်ပြောပါခုကတော့မနေ့17နာရီပေါ့ဒီကျွန်တော်အိမ်ရှင်ပြောတာခုကျွန်တော်နေရရဲ့ဟိုဘက်နောက်တော့ရေကန်လေးတကန်ရှိပြီတောထဲကနေသွားအောင်ပါခုကျွန်တော်အဲ့နေရာတော့မှာဖြစ်ပါတယ်ကျွန်တော်ခု line မရလို့ physical map ရှိဟုတ်ဘယ်နားမှာလဲကျွန်တော်ရောက်နေနေရရှိတယ်ဒီမှာ park class ဟာလေဟိုလေ fish fresh ကျွန်တော်ဒီမှာဖုန်းလိုင်းမရလို့ဒီမြေပုံဆိုင်ရနဲ့ပဲသွားအောင်မှာဖြစ်ပါတယ်ရာသီဥတုကတော့မိုးနေအုပ်နေပြီဒီမှာရာသီဥတုလေးကနည်းနည်းနေပူရင်တော်လေလို့ကောက်မှဒီမှာစမ်းချောင်းနဲ့ရေတောက်
ဆက်ကြောင်းနဲ့ကြီးတောင်းတယ်ဒါကြည့်ကြပြီလေ ပတ်သက်ချကြမလို့ဒီမှာနေတော့တော့ပြထွက်လိုက်ဆွဲလိုက်တော့ပြပဲ ဗီဒီယိုဖြစ်နေကျွန်တော်ကရေတခွန်လိုက်ရှာနေရပါ ဒီ experience ဟုတ်တယ် တဲ့ချမ်းရတော့လေ Nisso Vega ဒီလိုလေး ကျွန်တော်ရှာနေရေတခွန်တွေ့ရည်မဆာဖာရေကြနေနော်ရေကြနေဝါဆာဖာ ကျွန်တော်နေရာရောက်ပြီဖုန်းပါရင်းတကွန်ပါဗျာ ဒီဘက်ဖက်သွားကြတယ်ဟိုဘက်လားဒီဖက် ဒီ လား ဘက်ရေလာတဲ့ဘက်သွားကျင်တာ အာ ကွီဘောတော့မလားအောက်တော့မလားတဲ့နေတော့ပြန်ဆွဲဘုံကလေးရထွက်လာလိမ့်မယ် ကျွန်တော်လမ်းကတော့တနိုင်လောက်ရှောက်လာပြီပါရေတခွန်ကတော့ခင်းနေမတွေ့သေးပါဘူးကျွန်တော်ဒီဆိုင်းဘုတ်ပြထားတဲ့အတိုင်းနဲ့ပဲလမ်းလျှောက်လာခဲ့ဒါမှဒီမှာတော့အတန်းအနေရှိသေးတယ်မသွားပါနဲ့တော့ရေးထားတယ်ကျွန်တော်အခုတောင်ချီကိုပြန်ရောက်လာပါပြီခေါ်တော့ကျွန်တော်အခုကျွန်တော်ဆရာကြီးဘယ်သွားမလဲမသိဘူးဒီလိုနဲ့ကျွန်တော်တို့အနီးနားမြို့ငယ်လေးတစ်မြို့စီကိုစားစရာတွေဝယ်ဖို့ထွက်လာခဲ့ပါတယ်ကျွန်တော်အခုဒီထဲမှာကျွန်တော်ညစားလာဝယ်ရပါကျွန်တော်အခုနေရာကနေကျွန်တော်နေရာကိုတော့နိုင်ဝက်လောက်တော့ကားမောင်းရပါတယ်ဒီခုနေရာပဲဘယ်နေရာ white shop အာ အငယ်ချင်းမျိုးလေ ငယ်ချင်းမျိုးဒါ story ပါ story ဒီတဘူးဆိုရင်မြန်မာပုံနဲ့ 2.99 ဆိုတော့တောင်းခွဲဒါဖဲသည်ပါဖဲသည်ကျောင်းဆရာကြီး alcohol free Echo free တော့ ဒါစမ်းကြည့်တာဒါရတာလည်းမသိ Sasco တဲ့ Sasco Rosato Sasco on the beach ကအဆုံးဖြစ်မယ် ပစ္စည်းတွေဝယ်ပြီးသွားရင်ကျွန်တော်အဲ့ခဏပြန်မယ်ပေါ့ ဟုတ်မိုးပြီးလို့ရတာ ရချဟုတ်ချခုအိမ်ပြန်မယ်အိမ်ပြန်ပြီးတော့ကျွန်တော်ဘယ်ဆက်သွားရအောင်မသိဘူး နည်းလာတယ် ဘာလို့ဖြစ်ဖြစ်ဒီမှာကြာကြီးရတာဟုတ် ကျွန်တော်ဒီမှာဂျာမနီမှာဒီထဲမှာတခြားဆိုင်ရင်မှာဒီလို surf check out လေးရှိရကိုယ်တိုင်ကတ်နဲ့ရှင်းလို့ရတယ်ဒီမှာ scan ဖတ်ပြီးတော့ဆရာတို့ဒီထဲကြောင်းစားနေကြတာ ဟုတ်ပါအောင်ကျွန်တော်ပါမုတ်စားနေတာပါဟုတ် ကျွန်တော်ခုမုံဝယ်ပြီးတော့ဒီနာမျိုးလေးနာမှာခဏလည်နေရပါပြီးတော့ပြန်ပါပြီပြန်ပြီးတော့ကျွန်တော်တို့ဘာညာဝါဒီဆွဲကြတော့Google Map မှာတနေရာတွေ့လို့ဝင်ကြည့်လိုက်တာလှတော့ဒီဘက်ကတော်တော်လေးလှတယ် country side မအားရ ကျွန်တော်ဒီမှာအေးချလာပြီပါဟဲ့အေးလာပါလားမသိဘူး ဒီကြတယ် ဒါယူတောက်ပြီးသွားရင်ဒီမှာသူက1 euro ခွဲ 1.5 euro ဒီထဲမှာထည့်ပြရအောင်ပါကျွန်တော်လမ်းမှာတွေ့လို့ခေါ်တော့ကျွန်တော်တစ်ဖက်ဆက်တော့မှာဆိုတော့ကျွန်တော်ရှေ့မှာအိုင်ရှိမလားမသိပါဘူးရေတွေကတော့အဖက်ကနေတောက်လျှောက်စီးနေ
အမှန်ကဒီလိုလာမလို့တက်ဟိုမဖြစ်ဘူးကျွန်တော်ဒီမြို့ထဲမှာဟိုတော့ဝင်နေလမ်းကြုံလို့ဆိုပြီးခဏဝင်ခလိုက်တာအခုအဲ့ဒီရေကန်ပဲကြည့်ပြီးတော့အိမ်ပြန်ပါပြီတော်လန်းအနေတော့မပြန်တော့ဘောဒီမှာကျွန်တော်ကြောက်လန်းလေးတလန်းတွေ့လို့ဒီလန်းအနေပဲပြန်တော့မှာပါ လက်ဖက်တော့လည်းမပြောနဲ့ ရှုံးကိုအောင်တကယ်အိမ်ပြန်နေပါပြီ ပြန်လဲပြန်အောင်မဲမနိုင်တော့ဘူး ဟုတ်ရောတော့ကြီးလဲစားပြီငါညီလေးအားမရှိမှဆိုလို့ငါညီလေးအားမရှိမှဆို energy drink တွေဝယ်လာရောချက်အောင်မှဆိုတော့ ခုတွေ့နေရတဲ့မြင်ကွင်းကတော့ကျွန်တော်တို့နေအိမ်အနောက်ဘက်ကတောင်ကုန်းပေါ်ကနေတရွာလုံးကိုတွေ့ရတဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်ကိုအိမ်ပြန်ရောက်ပြီးတော့ညစာချက်နေရပါဆရာဘာချက်နေဆရာ ဆရာချက်တယ်ကျွန်တော်ကဘာမှမလုပ်ကျွန်တော်ဝိုင်း ဒီမှာကျွန်တော်အတီးရွက်ကြုံမယ် assistant ဒီမှာငါးကင်မယ်အပြင်မှာကျွန်တော်ပြီးတော့ချက်သားကင်မယ်ဒီမှာကျွန်တော်ကြော်ထားတဲ့အတီးရွက်ကြော်လေးကို share ပဲ share လုံးဝ share လက်ခံလက်ခံသူ့လည်း Is it good bro Sehr lecker, finde ich, sieht aus. Thank you Gut aus. Du bist ein gut Koch. ကျွန်တော်ညစာစားဖို့အပြင်မှာမီးဖို့ဖို့နေရပါအာသာလည်းလုပ်ချင်တာသူငိုးနဲ့အဲ့လို ကိုရွာမှာကြီးတာမကြောက်ဘူးသူ ဆရာကြီးတဲ့ပြောတော့ လာနေဒီမှာဟိုစော်လေးကိုပို့မယ်ဆိုတော့ဒီမှာအရင်ဆုံးရောက်လာတယ်တော့တော့ကြည့်ပြပါ ကိုတို့တော့ ကျွန်တော်မှတ်ပြီးပါပြီကျွန်တော်ပို့ပြီ ပြောချင်တယ်ပြောပါစီ Hoş Maza. Koş masa Ja, Mann. Koş masa Koş masa Push Masa Ja, siehst du? Das heißt, soll ich eine afghanische Frau verheiraten? Ja, warum nicht? Für mich auch Du sollst dich schämen, du hast eine Freundin. တိလာ ဘယ်လိုကောင်းပါတကယ်တော့အိမ်ပါ Ich würde mal sagen, geht über dich, deswegen. Über dich. Ja, kommt trotzdem Body. Da ist ein ကိုရဖုန်းချက်ပေးလိုက်ပါလားမင်းဖွင့်ပြီ Ich will nur ein Licht immer einfach gucken. ပေးလိုက် ကိုကျွန်တော်ပီတူဆောင်မှာဖြစ်ပါတယ်ဒီလိုနဲ့ပဲကျွန်တော်တို့ဒုတိယနေ့ပြီးဆုံးသွားခဲ့